တက်သစ္စာလူငယ်လေးများအတွက်ခွန်အားစေလူငယ်တူဖြစ်နေလေရဲ့နဲ့အယူသီးလွန်နေရင်အတွေးအခေါ်နဲရရောက်တယ်လူငယ်တူဖြစ်နေလေရဲ့နဲ့အတ္တတွေကြီးလွန်နေရင်အတိညာဉ်နဲရရောက်တယ်လူငယ်တူဖြစ်နေလေရဲ့နဲ့အာဃာတတွေများလွန်နေရင်သဘောထားမပြည့်ရရောက်တယ်လူငယ်တူဖြစ်နေလေရဲ့နဲ့ငါကြမှာကန်ဆိုးလေဟင်းဆိုပြီးတညီးညီးတညူညူအတွေးတွေနဲ့လက်လျှော့အရှုံးပေးနေရင်စိတ်ထက်ပျော့ညံ့ညာရောက်တယ်လူငယ်တူဖြစ်နေလေရဲ့နဲ့ဖြစ်သမျှအကြောင်းအကောင်းပေါ့လीဆိုပြီးကံကြမ္မာရဲ့အမိန့်အောက်မှာဒူးထောက်ပေးနေခဲ့ရင်ကို့ဇွဲလုံးလာကိုမယုံကြည်ရရောက်တယ်ပဇွန်လုံးမှာဥကောင်းမပါဘူးထို့ပေမဲ့ချမ်းချမ်းသာသာနေဖို့အတွက်ကို့တွင်းကိုတူးတက်တယ်ဥကောင်းပါတဲ့လူကနေရာတကာဟိုလူမီကိုဒီလူမီကိုလိုက်လုံးနေပဇွန်လုံးကိုအားနာမှုကောင်းတယ်ဘဝဆုပ်ယုပ်နေတဲ့လူငယ်တွေကိုအကဲခတ်ကြည့်ရှေ့မဆက်နိုင်ပဲစိတ်ပြည့်နေသူတွေရှိတယ်အစိုးလောကတဲ့နှိပ်စက်ခံရလို့လက်လျှော့အရှုံးပေးနေသူတွေရှိတယ်တခါရှုံးယုံနဲ့လုံးဝရှုံးသွားပြီလို့သတ်မှတ်လိုက်ရင်တိုးတက်ဖို့အခွင့်ဆိုတာပျောက်ကွယ်သွားမှာပေါ့အတောင်ပန်မခတ်တဲ့ပိုးစုံကျူးမှာအယောင်ထွက်ဖို့ခတ်တယ်ရီမန်းချက်နဲ့စ조사မှုမရှိတဲ့လူငယ်မှာလည်းတိုးတက်လာဖို့ခတ်မှာပါပဲလူငယ်တယောက်ရဲ့အနစ်အမြူတွေဆိုတာမျောလင်းချက်နဲ့အိမ်မက်ပါဘဝမှာမော့ကြည့်ရတဲ့အိမ်မက်မျိုးတော့လူငယ်မှန်သမျှမတ်တင်ကြတာပေါ့ထူးချွန်ထက်မြက်တဲ့လူငယ်ဆိုတာကိုယ့်ဘဝကိုလည်းမြင့်တင်နိုင်တယ်လို့သူတစ်ပါးတို့ရဲ့ဘဝကိုလည်းမြင့်တင်ပေးနိုင်စွမ်းရှိတယ်စာနာစိတ်ရှိရဲ့လူငယ်ဆိုတာတကူကောင်းဆန်စိတ်နဲပါတယ်လို့တပားသူတို့ရဲ့စိတ်ပင်ပန်းမှုတွေကိုလည်းမျှဝေခံစားပေးနိုင်ကြတယ်အသားဖြူခြင်းမဖြူခြင်းရုပ်ရည်လှခြင်းမလှခြင်းတွေကလူငယ်တယောက်ရဲ့တန်ဖိုးမဟုတ်ဘူးဘလောက်အစွမ်းအစာရှိမရှိဘာတွေလုံနိုင်မလုံနိုင်ဆိုတာကမှလူငယ်တယောက်ရဲ့တန်ဖိုးပါနားဆင်ပေးတဲ့မိတ်ဆွေများအတွက်အကျိုးတစုံတရာရလိုက်မယ်လို့ယုံကြည်ပါတယ်အသေးလေးပြီးခင်နော်မနှက်ဖြံမှပြန်ဆုံးမယ်စောင့်မျှော်နားဆင်ပေးပါဦးငါအတွက်စာပေး